ကျွန်တော်တို့မြန်မာနိုင်ငံမှာရှိတဲ့ပြည်သူတွေလူငယ်လူကြီးအကောင်ဒုက္ခမျိုးစုံကိုပုံစံမျိုးစုံနဲ့ရင်ဆိုင်နေကြရပါတယ်။တကမ္ဘာလုံးဆိုင်ရာ COVID-19 ကရောဂါဘေးခေါင်းဆောင်တွေရဲ့ပြည်ပခါပြင်းမှမှုတွေကြားရတာပြီးတဲ့ဆက်တဘာဝဘေးအန္တရာယ်နဲ့လျင်ဘေးရေကြီးရေချမ်းမှုမိဘေးနိုင်ငံရေးပြင်းမှမှုကုန်သွယ်ပိတ်ဆို့မှုတွေကြောင့်အစာရေစာခြားပါမှုနဲ့ကုန်စည်စိမ်းတို့မြင့်မားမှုဒုက္ခတဘာဝဘေးအန္တရာယ်မျိုးစုံကိုကျွန်တော်တို့ပြည်သူတွေအားလုံးခါခါတည်တည်နေရင်ဆိုင်နေကြရပါတယ်။အခုအချိန်ထိလောကဒဏ်ကိုအန်တုပြီးရင်ဆိုင်နိုင်ကြတဲ့ပြည်သူတွေကိုကျွန်တော်အနေနဲ့ဂုဏ်ယူမိသလိုအကြောင်းမျိုးကြောင့်နှုတ်ဆက်သွားခဲ့ရတဲ့ပြည်သူတွေကိုလည်းကျွန်တော်အနေနဲ့ထပ်ပြီးပြောနေကြရပါတယ်။အခုလည်းမြန်မာနိုင်ငံမှာ73စီခြားပါမှုပြဿနာကိုအဓိကရင်ဆိုင်နေကြရတယ်ဆိုတာကျွန်တော်ကောင်းကောင်းသိနာလဲပါတယ်ဒုက္ခတစ်ခုကြုံဆုံလာတဲ့အခါဒုက္ခတွေကိုလမ်းပြအခက်ခဲတွေကိုအတူဖြေရှင်းပေးတဲ့ခေါင်းဆောင်တစ်ယောက်ရဲ့အတန်ကိုကျွန်တော်တို့တွေမျှော်လင့်မိတာဟာတဘာဝပါပဲလောကကြီးမှာလေတန်ဖိုးရှိတဲ့ကိစ္စကိုဘယ်တော့မှလွယ်လွယ်နဲ့မရဘူးဒါပေမဲ့ကိုလည်းယုံကြည်မှုရှိရမယ်တချို့ကနေဆိုလို့ရှိရင်စိတ်လျှော့တာတိတ်မြန်တာပဲငါမလုပ်နိုင်ပါဘူးဒီဟာကြီးကလည်းခက်လိုက်တာဆိုတော့အဲ့ဒါကိုစိတ်မလျှော့အောင်ကျွန်တော်တို့အားလုံးမျှော်လင့်နေတဲ့ခေါင်းဆောင်ကကျွန်တော်တို့တွေခက်ခဲတစ်ခုခုဒုက္ခတစ်ခုခုကြုံဆုံလာတဲ့အခါဒုက္ခတွေကိုဘယ်လိုဖြေရှင်းရမလဲကိုဘယ်လိုအားကိုးရမလဲဆိုတာသင်ပေးခဲ့တယ်ဆိုတာကျွန်တော်တို့တွေမင်းနေခဲ့ကြတယ်အခုချိန်ကျွန်တော်တို့မျှော်လင့်နေတဲ့ခေါင်းဆောင်တယောက်ရဲ့ဆုံးမဩဝါဒတံကိုကျွန်တော်တို့တွေမကြားရတဲ့အချိန်ကျွန်တော်တို့တွေကိုအားကိုးတတ်ရမယ်ငါတို့ပြည်သူတွေအချင်းချင်းပူးပေါင်းဆောင်ရွက်ပြီးအခုလက်တွေ့ကြုံနေရတဲ့ပြဿနာကိုငါတို့ပူးပေါင်းဖြေရှင်းတတ်ရမယ်အခုချိန်ထိဒုက္ခတွေကြားတဲ့ကနေ73စီရှားပါမှုပြဿနာနိုင်ငံသားတယောက်အနေနဲ့ဘယ်လိုပါဝင်ဆောင်ရွက်ပြီးကိုညီဖြည့်ရှင်းပေးခဲ့တယ်လေကိုပတ်ဝန်းကျင်ကလူတွေကိုဘယ်လိုဖြည့်ရှင်းဖို့အတွက်အကြံဉာဏ်တွေပေးခဲ့တယ်လဲဆိုတာအခုပြပြမယ့်အကြောင်းအရာမှာအားလုံးကိုမျှဝေပေးချင်ပါတယ်ကျွန်တော်တို့မြန်မာနိုင်ငံမှာ73စီခြားပါမှုပြဿနာကိုကျွန်တော်ရဲ့အသက်25နှစ်အတွင်းမှာ3ကြိမ်ကြီးမားမားကြုံတွေ့ခဲ့ရဖို့ပါတယ်ပထမတစ်ချိန်2019 COVID-19 ကမ္ဘာ့ကပ်ရောဂါကြီးကြောက်ရောက်နေတဲ့အချိန်နိုင်ငံတကာရဲ့ကုန်သွယ်မှုတွာလာရေးတွေပိတ်ဆို့ခံရတဲ့အချိန်မှာမြန်မာနိုင်ငံဟာ73စီခြားပါမှုပြဿနာကိုပထမအဆုံးအကြိမ်ကြီးမားမားကြုံတွေ့ခဲ့ရပါတယ်အဲ့ဒီအချိန်တုန်းကခေါင်းဆောင်တရားရဲ့ဆုံးမဩဝါဒလမ်းညွှန်မှုတွေကြောင့်ပြည်သူတွေရဲ့တက်ညီလက်ညီပူးပေါင်းပါဝင်မှုတွေကြောင့်73စီခြားပါမှုပြဿနာအပြင်ကမ္ဘာ့ကပ်ရောဂါ COVID-19 ရဲ့ဒီဆုံးမှုအနည်းဆုံးနိုင်ငံအဖြစ်မြန်မာနိုင်ငံဟာဇယင်းတင်နိုင်ခဲ့ပါတယ်COVID-19 ကပ်ရောဂါကြီးဖြစ်နေလို့73စီရှားပါနေတဲ့အချိန်ကျွန်တော်ဟာအဝေးတင်ဒုတိယနှစ်ကျောင်းသားဘုန်းတော်ကြီးတင်ပညာရေးကျောင်းမှာပညာရေး project အစင်းနဲ့မြန်မာရေးအတွက်နိုင်ငံတကာပညာရေး project တွေနဲ့ကျွန်တော်ကလုပ်ငန်းတွဲလုပ်နေတဲ့အချိန်ဆွီဒင်နိုင်ငံကပညာရှင်တွေအမေရိကန်နိုင်ငံကပညာရှင်တွေနဲ့တခြားနိုင်ငံသားတွေနဲ့ကျွန်တော်ကပညာရေး project အစင်းမျိုးတွေစူးစမ်းနေတဲ့အချိန်မှာကျွန်တော်အတွက်ဆိုင်ကယ်ရော73စီရောကအရန်ကုန်လိုအပ်နေတယ်ကျွန်တော်မှကိုယ်ပိုင်ဆိုင်ကယ်ချိနေတဲ့အချိန်ပညာရေး project တွေလိုအပ်တဲ့နေရာကိုတွားနေရတဲ့အချိန်မှာ73စီပြတ်တောက်သွားတော့ကျွန်တော်အကြံတစ်ခုပြလိုက်မိတယ်ဒီလိုမျိုးပထမအဦးဆုံး73စီပြတ်တောက်မှုအချိန်မှာငါဟာနိုင်ငံသားတယောက်အနေနဲ့ဘယ်လိုပူးပေါင်းပါဝင်ဆောင်ရွက်နိုင်မလဲဆိုတဲ့အကြံဉာဏ်ကိုခေါင်းဆောင်တယောက်ရဲ့ဆုံးမဩဝါဒနဲ့အတူတူကျွန်တော်ကိုယ်တိုင်လည်းကိုစမ်းစစ်တယ်အဲ့ဒီအချိန်ကဘုန်းတော်ကြီးတင်ပညာရေးအကြောင်းတွေဟာပညာရေး project တွေအများကြီးလိုအပ်နေတဲ့အချိန်မှာကျွန်တော်ကလည်းသင်တန်းရှိရာတွေတွားရတယ်နိုင်ငံသားတွေရဲ့သင်တန်းပို့ချမှုနေရာတွေကိုကျွန်တော်တို့ကိုယ်တိုင်လည်းသင်တန်းသွားပြီးတော့သင်တန်းသားနဲ့တက်ရတဲ့အချိန်မှာကျွန်တော်တို့ဆိုင်ကယ်ဟာလိုအပ်တယ်ဒီအချိန်မှာငါဟာဆိုင်ကယ်ကိုမသုံးမဲ့73စီကိုနိုင်ငံသားတယောက်အနေနဲ့အဓိကမလိုအပ်ပဲဘယ်လိုရွှေ့တိုင်ကောင်းမလဲဆိုတဲ့စိတ်ကူးနဲ့ကျွန်တော်ရဲ့ဆိုင်ကယ်ကိုကြောင်းမှထိုး online ကနေလုပ်တဲ့ project တွေဆို online ကနေကျွန်တော်လုပ်ခဲ့တယ် online ကနေလုပ်လို့မရဘူးလူတွေတော့တက်ရမယ်ဆိုလို့ရှိရင်နီးနီးနားနားဆိုလို့ရှိရင်ကျွန်တော် share ရင်သွားပြီးတော့တက်တယ်အများပြည်သူသုံးတဲ့ line ကားကိုကျွန်တော်တို့တွေသုံးတယ်အစုအဖွဲ့နဲ့သုံးလို့ရတဲ့ line ကားတွေကိုကျွန်တော်တို့သုံးပြီးတော့ကျွန်တော်ကproject ရှိတဲ့နေရာတွေမှာညအိပ်ပြီးတော့လည်းတင်တန်းသွားတက်တယ်ပညာရေး project ကဘုန်းတော်ကြီးတင်ပညာရေးအကြောင်းမိဘမယ်ကလေးတွေအတွက်အရန်ကိုလိုအပ်နေတဲ့အချိန်မှာကျွန်တော်တို့ဆိုင်ကယ်ဟာလည်းမရှိမဖြစ်အသုံးလိုအပ်နေတဲ့အချိန်ဒါပေမဲ့73စီပြတ်တောက်နေတဲ့အချိန်မှာနိုင်ငံသားတယောက်အနေနဲ့ကျွန်တော်ဟာဖြည့်ရှင်းတဲ့လိုမျိုးဖြည့်ရှင်းပြီးတော့ကျွန်တော်ပူပေါင်းပါဝင်ဆောင်ရွက်ပေးခဲ့ပါတယ်2020နဲ့2023မှာနိုင်ငံရေးအာဏာထိန်းလိုက်ခြင်းတွေပြည်ပနိုင်ငံတွေရဲ့ကုန်သွယ်ရေးပိတ်ဆို့မှုတွေကြောင့်မြန်မာနိုင်ငံဟာဒုတိယအကြိမ်73စီပြတ်တောက်သွားခဲ့ပါတယ်။အဲ့ဒီအချိန်မှာကျွန်တော်ဟာပညာရေးလောကကနေထွက်ပြီးအပြင်လောကကိုရောက်နေတဲ့အချိန်မန္တလေးမြို့ရဲ့လမ်း40ဆောက်လုပ်ရေး site တစ်ခုမှာလုံခြုံရေးလုပ်နေရင်းနဲ့လုံတစ်ဖက်နဲ့တရုတ်စီပြောတဲ့တက်နေတဲ့အချိန်ကျွန်တော်အတွက်ဆိုင်ကယ်ဆိုတာအရန်ကိုလိုအပ်နေတယ်။ကျွန်တော်တင်တန်းတက်တဲ့နေရာနဲ့ကျွန်တော်လုပ်တဲ့နေရာဟာလမ်းလျှောက်ရင်တောင်မှအပြန်အသွား2နာရီလောက်လျှောက်ရတဲ့ခရီးမှာကျွန်တော်တို့ဆိုင်ကယ်လိုအပ်နေခဲ့တာပေါ့ကျွန်တော်ကိုဆိုင်ကယ်ငားမဲ့သူတွေရှိတယ်အမားတို့ရဲ့ဆိုင်ကယ်တွေအများကြီးရှိတယ်ဆိုင်ကယ်တွေငားမဲ့သူရှိတယ်ဒါပေမဲ့တင်တန်းတက်နေတဲ့ကာလတစ်ခုမှာ
လမ်းကြုံဆိုင်တယ်လည်းမလိုက်ခဲ့တယ်လို့လူသမားတွေဈေးကနေဆိုင်ငယ်ကိုလည်းကျွန်တော်မငားခဲ့ဘူး။ဘာလို့ကျွန်တော်ဆိုင်ငယ်မငားတာလဲ။ဆိုင်ငယ်မငားရတဲ့ဥဒိချက်နှစ်ချက်ရှိတယ်။နံပါတ်1ချက်73စီပြတ်တောက်မှုကြားထဲမှာမလိုအပ်ဖဲနဲ့73စီကိုဖြုံတီးတဲ့နိုင်ငံသားတယောက်နဲ့အပါဝင်ချင်တာတကြောင်ရဲ့ကိုအားကိုးချင်တာဆိုတဲ့စိတ်ခံယူချက်တကြောင်ရဲ့အကြောင်းကျွန်တော်ဟာသူများတွေစီကဆိုင်ငယ်ကိုလုံးဝမငားပဲနဲ့ကိုရှော့ကိုအားကိုးပြီးတော့အလုပ်တစ်ဖက်နဲ့တင်တန်းလက်တက်ခဲ့တယ်လို့အလုပ်ကိုလည်းအကောင်းဆုံးကြိုးစားနိုင်ခဲ့ပါတယ်73စီပြတ်တောက်တဲ့အချိန်ကျွန်တော်ရဲ့စောက်လို့ရေး site ထဲမှာအလုပ်လုပ်နေကြတဲ့လက်သမားဆရာတွေတန်ရှီတန်ခွေးဆရာတွေပယံဆရာတွေအင်ဂျင်နီယာကစစီတန်းကားတဲ့အခါစီတန်းရတဲ့ဒုက္ခကိုကျွန်တော်တို့လာပြီးဖွင့်ကြတယ်နိုင်ငံကအခြေအနေမကောင်းတဲ့အခါ73စီပြတ်တောက်မှုတွေကိုငါတို့ကြုံတွေ့ရတဲ့အခါမှာငါတို့စီတန်းရတယ်ဆိုတဲ့မြန်မာတွေရဲ့ထုံးစံတာညီတွားတဲ့တွေကိုကျွန်တော်ရဲ့လုံခြုံရေးဆောင်ထဲမှာလာနေတဲ့အချိန်ကျွန်တော်ကြားခဲ့ရတယ်အဲ့ဒီအချိန်မှာကျွန်တော်နိုင်ငံသားတယောက်နဲ့ကျွန်တော်ပြောလိုက်တယ်73စီရှားပါမှုပြဿနာကိုငါတို့တွေကပုံမှန်လုံးနေကြလူတွေအတိုင်းပဲလုံးနေမယ်ဆိုလို့ရှိရင်ငါတို့တွေကညီတွားချင်းဆိုတဲ့ပြဿနာပဲကြုံတွေ့နေရမယ်အဲ့ဒီကြားထဲမှာငါတို့တွေဟာမညီတွားပဲနဲ့ဒီလိုနီလန်းအစာငါတို့တွေဘယ်လိုလုပ်ရမလဲဆိုတဲ့နီလန်းကိုအဖြေချပြီးတာလူတိုင်းကပူပေါင်းပါတော့ဆောင်ရွက်မယ်ဆိုလို့ရှိရင်ရောမရနိုင်ဘူးလားအခုမင်းတို့တွေဟာစီလိုအဲ့လိုစီသွားတန်းနေကြတယ်အဲ့ဒီစီကတကယ်ကိုမရှိမဖြစ်လို့အဲ့လိုသွားတန်းနေကြတာလားလို့ကျွန်တော်မေးခဲ့ဘူးတဲ့73စီပြတ်တောက်ပြီဆိုတာနဲ့ဆိုင်မှာသွားတန်းကြတဲ့သူတွေစားသုံးကုန်တွေပြတ်တောက်လို့ဆိုင်မှာဈေးသွားဝင်နေကြတဲ့သူတွေအားလုံးဟာတကယ်လိုအပ်လို့မဟုတ်ဘူးလူတရားမှာလိုအပ်လို့လိုအပ်များဆိုပြီးသွားဝယ်ကြတဲ့လူဟာလူရောက်80ပါဝင်နေကြတယ်ပြဿနာကိုငါတို့တွေအပြစ်တင်ပြီးတော့ညီတွားနေခြင်းနဲ့စာလို့ရှိရင်ပြဿနာကိုဘယ်လိုလုပ်ရမလဲဆိုတဲ့နီလန်းကိုကျွန်တော်သူတို့ကိုနီလန်းများဝယ်ကြတယ်ငါတို့တွေဟာစောက်လို့ရေး site တစ်ခုဖြစ်တယ်အင်ဂျင်နီယာဆိုတာဒီစောက်လို့ရေး site ကြီးတစ်ခုလုံးအတွက်မရှိမဖြစ်လို့အဲ့နေတဲ့ main လူဒီတော့ငါတို့တွေဟာတတိကိုသွားပြောနေရောညအောင်ဆောင်းချဖို့လိုအပ်တာအတွက်73စီပြတ်တောက်နေတဲ့အတွက်ရောမလို့ဒီဆောက်လုပ်ရေး site မှာကျွန်တော်တို့နေမယ်ဒီအတွက်တထေးစစအရာစီစဉ်ပြပါဆိုလို့ရှိရင်တထေးဟာဒီ engineer ရဲ့မရှိမဖြစ်လိုအပ်တဲ့အတွက်တထေးဆိုမဖြစ်မနေလုပ်ကိုလုပ်ပြမှာပဲအဲ့ခါကြလို့ရှိရင်ငါတို့တွေဟာကိုယ့်ဘာသာကိုတစ်လားလောက်နှစ်လားလောက်သာပြည်သူတွေဟာရအောင်ရည်တည်လာမယ်ဆိုလို့ရှိရင်73ချောင်းပြဿနာဟာအနေငယ်တော့ပတ်သက်သွားပါလိမ့်မယ်နောက်ပြီးတော့အလုပ်သမားတွေဒီဆောက်လုပ်ရေး site မှာအထက်တွေအများကြီးရှိတယ်ငါတို့တွေကိုစီကိုကန်းနေတာကိုယ့်အဖွဲ့လေးနဲ့ကိုတလားလောက်ဖြစ်စီအားလုံးဟာဒီမှာစုပေါင်းချက်ပြုတ်စားပြီးတလားလောက်နှစ်လားလောက်သာမိခိုးပြီးနေလိုက်မယ်ဆိုလို့ရှိရင်မင်းတို့လိုအလုပ်သမားတွေနေရာတိုင်းဟာသာကိုလုပ်တဲ့နေရာမှာ73စီမ3ရအောင်သာစုပြီးနေလိုက်မယ်ဆိုလို့ရှိရင်ငါတို့နိုင်ငံမှာရှိတဲ့73ရှားပါမှုပြဿနာဟာဘူပြီးရောလာလိမ့်မယ်ဒီတော့မင်းတို့လိုမျိုးမဖြစ်မနေမဝယ်ရတဲ့သူတွေမလိုအပ်ဘဲနဲ့မဝယ်ရတဲ့သူတွေများလာတဲ့အခါတူလောင်တဲ့200ဟာလည်းအမြဲအကြာကြီးတူလောင်ထားလို့မရဘူးဘာလို့လဲဆို73ဆရာတူလောင်ကိုဖို့တဲ့အတွက်ဒီလောင်တွေတဲ့တူလောင်ကိုဖြစ်တဲ့အတွက်သူတို့တွေဟာရောင်းချမှာနောက်တစ်ခါကျလို့ရှိရင်ဝယ်သူမရှိလို့ရောင်းချတဲ့အခါကျလို့ရှိရင်ပုံမှန်ဈေးတိုင်းပဲဒါဟာငါတို့ပြည်သူတွေစီစီလုံးလုံးနဲ့နိုင်ရဘက်ကနေကူညီခြင်းပဲဒီတော့ညီးတွားနေခြင်းနဲ့စားလို့ရှိရင်ငါတို့တွေမလိုအပ်ရင်73စီမသုံးတဲ့ပြည်သူတွေမှာပါဝင်ပြီးကူညီတဲ့အနေနဲ့ဖြစ်အောင်ငါတို့တွေစဉ်းစားရင်မကောင်းဘူးလားလို့ကျွန်တော်အကြံပေးခဲ့ပါတယ်ဒါပေမဲ့အဲ့လိုအကြံပေးလိုက်တဲ့အတွက်မင်းတို့တွေသာဒီမှာသာတလားနလားလောက်သာကြိတ်မိပြီးနေနိုင်မယ်ဆိုလို့ရှိရင်73စီဟာမင်းတို့လိုလူတွေအများကြီးကသာမဝယ်တော့ဘူးဆိုလို့ရှိရင်73စီတွေကပိုရှန်လာမယ်ပိုရှန်လာတဲ့အခါကျလို့ရှိရင်တကယ်ကိုလိုအပ်တဲ့တိုင်းပြည်ရဲ့မိသက်တဲ့နေရာမှာအရေးပေါ်လူနာတွေစိတ်ုံစေကန်းနေနဲ့တကယ်ကိုအများပြည်သူအသုံးပြုနေတဲ့စိတ်ုံတွေမှာဒါအသုံးချလိုက်ရမယ်ဆိုလို့ရှိရင်ငါတို့ဆယံတရားကြီးဟာပုံမှန်လည်းပတ်နေမယ်ဒါကြောင့်မလို့မင်းတို့တွေအဲ့လိုလေးနေကြည့်ပါလားလို့ပြောတဲ့အခါမှာဘယ်သူကမှကျွန်တော်ရဲ့အချက်ပေးစကားကိုနားမဝင်တယ်လို့ဒီမှာမနေခဲ့ချဘူးဆက်ပြီးတော့တန်းစီကြရင်းနဲ့ဆက်ပြီးတော့ညီတွားနေခဲ့ကြတယ်ဘာသိလိုက်တယ်လဲဆိုတော့ကျွန်တော်တို့နိုင်ငံမှာရှိတဲ့ပြည်သူတွေဟာပြဿနာတစ်ခုခုကြုံလာပြီးဆိုရင်ကိုရှစ်လာတယ်ကိုရဲ့အတ္တကိုရှစ်လာတယ်ငါတို့ပြဿနာပေါ်မှာအပြစ်ပုံရှာပြီးတမယိုးကြတိုင်းမှာခြောက်လန်းနေတဲ့အချိန်ပြဿနာကိုငါတို့တွေဘယ်လိုအကောင်းဆုံးလုပ်ရမလဲဆိုတဲ့ဒီလမ်းကိုမတွေးခဲ့ကြဘူးငါတို့တွေဘယ်လိုနိုင်ရဘက်ကနေအခက်ခဲလေးခဏဒုက္ခလေးကိုရင်ဆိုင်ပြီးတော့ဒုက္ခလေးကိုလက်ခံပြီးအခက်ခဲလေးခဏရင်ဆိုင်ပြီးတော့အကောင်းဆုံးဖို့ဖြစ်အောင်ဘယ်လိုရင်ဆိုင်ရမလဲဆိုတဲ့ဒီလမ်းကိုမတွေးခဲ့ကြဘူးဆိုတော့ကျွန်တော်ကောင်းကောင်းကြည့်နားလည်သွားခဲ့တယ်တကယ်လို့ဒါကျွန်တော်ပြောခဲ့တဲ့လိုမျိုးတကယ်ကိုမလိုအပ်တဲ့ပြည်သူတွေမလိုအပ်တဲ့လူရန်စားတွေဟာမဝယ်မချမ်းမဲနဲ့တနေရာထဲမှာစုပြီးနေထိုင်လို့ရတဲ့လူသမားတွေဟာဒါတနေရာထဲမှာစုပြီးနေထိုင်နိုင်မယ်ဆိုလို့ရှိရင်မြန်မာနိုင်ငံမှာစောက်လုပ်ရေးဆိုင်တဲ့တခြားသောကုမ္ပဏီဝန်ထမ်းတွေက73စီသုံးဆွဲမှုကိုဒါတဝက်လောက်ရှော့နိုင်ခဲ့မယ်ဆိုလို့ရှိရင်အဲ့ဒီရှော့လိုက်တဲ့လူဒန်းစားတွေရဲ့မသုံးလိုက်တဲ့စီတွေဟာတကယ်ကိုလိုအပ်တဲ့နေရာတွေမှာအများကြီးအသုံးချလို့ရမယ်ဆိုတာကျွန်တော်တို့ပြည်သူတွေဟာတကယ်တမ်းမတွေးခဲ့ကြဘူးသူများတန်းစီရင်ငါတန်းစီမယ်သူများဝေးပိုင်ငါဝေးပိုင်မယ်ဆိုတဲ့လူဒန်းစားတွေများနေခဲ့ကြမလို့ကျွန်တော်နိုင်ငံမှာရှိတဲ့73ချောင်းပြဿနာဟာအခုလက်ရှိလည်းအများကြီးကြုံနေကြရခြင်းဖြစ်ပါတယ်အခု2026မှာ
ကျွန်တော်တို့73စီတင်ပို့တဲ့နိုင်ငံတွေရဲ့ပြည်ပခါကြောင့်ကျွန်တော်နိုင်ငံဟာလည်း73စီပြတ်တော်မူတွေမှာတတိယကြိမ်ထပ်ဝင်ခဲ့ပြပါတယ်အဲ့ဒီအချိန်မှာကျွန်တော်တို့နိုင်ငံရဲ့ထုံးတမ်းအစင်လာအတိုင်းပဲ73စီတွေကိုတွားပြီးတန်းစီကြတယ်73စီကမရှိမဖြစ်လိုအပ်တာတဲ့အခါမှာမြန်မာလူမျိုးတွေရဲ့ထုံးစံအတိုင်းပဲဘဒူးတည်တည်ငတေးမှရင်ပြီးရောဆိုတဲ့စိတ်ဓာတ်တွေကြောင့်73စီတွေကိုအများကြီးဈေးတင်ပြီးတိုးလောင်ပြီးတော့ရောင်းချတဲ့အတွက်တွေကြောင့်မလိုအပ်တဲ့ဘီထွက်ဆူချိုတွေအများကြီးကြုံနေကြရပါတယ်မီးလောင်မှုတွေမလိုအပ်ဘဲနေဘူးကြီးထဲမှာတန်းစီကြရကြောင်းကျမရဲ့ချိုးတဲ့မှုတွေအများကြီးကြုံတွေ့ခဲ့ကြရတယ်အဲ့တန်းစီကြတဲ့လူတွေကြားထဲမှာတကယ်ကို73စီလိုအပ်လို့တန်းစီကြတာလားဆိုလို့ရှိရင်တချို့ကလိုအပ်လို့လိုအပ်ညာဆိုပြီးတန်းစီကြတဲ့သူတွေရှိတယ်လို့တချို့ကကြတော့အပျော်အတွက်အလဟတ်တက်ကိုဖြုံးတီးဖို့အတွက်သွားပြီးတန်းစီကြတဲ့လူတွေအများကြီးရှိတယ်ဆိုတာလည်းကျွန်တော်အပြင်တခြားသောပြည်သူတွေလည်းသိရှိပါတယ်အဲ့ဒီအချိန်မှာဒါငါတို့တွေဟာပျော်တဲ့လူငယ်တွေကတည်ငါဆိုတဲ့စိတ်ဆန္ဒလေးကိုခဏထင်းချိုးလိုက်မယ်ဆိုလို့ရှိရင်မလိုအပ်ဖ ೇನೆ တာတန်းစီကြတဲ့သူတွေဟာတကယ်ကိုမလိုအပ်လို့အဲ့ဒီအဖြုံးတွေကိုသာချွေတာခဲမယ်ဆိုလို့ရှိရင်ကျွန်တော်နိုင်ငံမှာရှိတဲ့73စီပြတ်တော်မူဟာအနည်းနဲ့အများတော့ဖြစ်ရှင်းနိုင်မှာပါဒီတော့မလိုအပ်ဖ ೇನೆ တာမဝယ်ခဲ့ဘူးဆိုလို့ရှိရင်73စီရောင်းတဲ့နေရာတွေမှာ73စီတွေပိုရှာလာမယ်ပိုရှာလာတဲ့အခါဒီ73စီဟာတိုးလောင်ကုန်စီမဟုတ်တဲ့အတွက်73စီတွေရောင်းချရဖို့အတွက်ရောင်းချတဲ့သူတွေဟာလည်းဈေးလျှော့လာမယ်ဈေးလျှော့လာတဲ့အခါကျလို့ရှိရင်တကယ်လိုအပ်တဲ့သူတွေဟာလည်းပို့ပြီးတော့အသုံးဝင်လာမယ်နိုင်ငံရေးမကောင်းတဲ့အခါနိုင်ငံရေးအခြေအနေကျန်းမာရေးမကောင်းတဲ့အခါငါတို့ပြည်သူတွေဟာလည်းစိတ်အေးအေးနဲ့ပပနနဲ့ရှိတတ်ရမယ်ဒါဟာနိုင်ငံကိုတစ်ဖက်တစ်လမ်းနဲ့ကူညီခြင်းဖြစ်တယ်အများဆိုရင်လိုက်မယ်ဆိုလို့ရှိရင်ငါတို့နိုင်ငံကြီးရဲ့ကျန်းမာရေးအတွက်နဲ့ငါတို့ရဲ့တည်ငါစိတ်တွေဟာဒုက္ခကြားထဲမှာဒုက္ခတွေပိုစပြီးငါတို့တွေစိတ်ပြင်းမှန်းစရာတွေဒုက္ခတွေပိုဖြစ်လာဒါကြောင့်မလိုအပ်တဲ့စိုးကျိုးတွေမလိုအပ်ဘဲနဲ့စီတန်းနဲ့မလိုအပ်ဘဲနဲ့အိမ်မှာစုတယ်တေချာစနစ်တကျနဲ့မတူလောင်တတ်တဲ့အခါကျတော့မိဘအန်တွေဖြစ်လာတယ်မိဘအန်တွေဖြစ်လာလို့ကိုယ်ရတဲ့တစပြပဝင်ခြင်းကလူတွေပါထိခိုက်လာတယ်ဒါဟာမလိုအပ်ဘဲနဲ့ဖြစ်တဲ့လာတဲ့စိုးကျိုးတွေပဲဒီလိုပြောစိုးကျိုးတွေမဖြစ်အောင်အရှိကလူတန်းစားမှာအပျော်မဲ့လို့73စီကိုမလိုအပ်ဘဲသုံးခြင်းနဲ့လူငယ်တွေရှိခဲ့လို့ရှိရင်အပျော်လေးကိုတည်းငါးနေတဲ့ခဏလေးစိတ်ထဲမှာထိန်းထားရမယ်လိုအပ်လို့လိုအပ်ညာသုံးဆွဲတဲ့သူတွေရှိခဲ့လို့ရှိရင်အော်ငါတို့မသုံးတဲ့အခါတခြားကဏ္ဍတွေမှာရေးကြီးကဏ္ဍမှာသုံးရတဲ့ဆွဲတဲ့စိတ်လေးကြောင့်ကိုယ်ဟာနောက်ချီတလားဆုံးပေးရမယ်တကယ်လို့ကိုဟာဒီ73စီကိုအသုံးပြုချက်ထက်စာရင်ကိုအားကိုလို့ရတဲ့နေရာတွေမှာကိုဟာနည်းနည်းလေးပြင်ပန်းခံကိုဒါအားကိုလိုက်မယ်ဆိုလို့ရှိရင်73စီကိုအသုံးပြုကားတဝူဝီနဲ့လုပ်ငန်းပေါင်းစုံကို level နေတဲ့တထေးတွေဟာအခုလိုမျိုး social ကိုအသုံးပြုပြီး system နဲ့သာအုပ်ချုပ်တတ်မယ်ဆိုလို့ရှိရင်တို့လူတွေဒါများလာခဲ့ရင်ကျွန်တော်နိုင်ငံမှာ73စီသုံးဆွဲတဲ့သူတဝက်လောက်ဟာလိုနေရင်ကိုရောသွားပါလိမ့်မယ်။အဲ့လိုသွားတဲ့အခါမှာ73စီသုံးဆွဲမှုတဝက်လောက်ရောသွားတဲ့အခါမှာတဝက်လောက်ဟာ73စီတူလောင်တဲ့နေရာတွေစီးတိုင်းမှာပိုရှံလာတဲ့အခါတကယ်လိုအပ်တဲ့သူတွေလည်းပို့ပြီးအသုံးဝင်လာပါလိမ့်မယ်။ဒါဟာနိုင်ငံသားတယောက်ချင်းစီရဲ့နိုင်ငံဘက်ကနေကူညီခြင်းမဟုတ်ဘူးလား။တရားရောက်ကိုအပြစ်တင်နေခြင်းတဲ့စာရင်ငါတို့တွေဘယ်လိုဖြေရှင်းရမလဲနီလာဟာငါတို့နိုင်ငံသားတိုင်းအတွက်ပို့ပြီးတော့အသုံးဝင်လိမ့်မယ်လို့ကျွန်တော်လည်းမျှော်လင့်ပါတယ်။ဒါကြောင့်73စီပြတ်တောက်မှုတွေကြားထဲမှာအကြီးကြီးမားမားကြုံတွေ့ရတဲ့ပြဿနာ၃ချိန်လုံးနဲ့မှာကျွန်တော်ဟာဘလူနီလာနဲ့မှာ73စီဖြုံးတီးတဲ့လူငယ်တွေမလို့အဖဲနဲ့စူဆောင်းတဲ့လူငယ်တွေမှာမပါဝင်ခဲ့တဲ့အတွက်73စီပြတ်တောက်မှုတွေကြားထဲမှာကျွန်တော်ဟာလက်ပြလုံးလုံးနဲ့ရှင်းနိုင်တဲ့လူငယ်တယောက်နဲ့ရည်တည်နိုင်ခဲ့ပါတယ်။ဒါကြောင့်ကျွန်တော်ပြောချင်တာဟာကျွန်တော်နိုင်ငံမှာဒုက္ခတစ်ခုခုကြုံလာခဲ့ရင်ဘလို့အခက်အခဲပဲကြုံလာခဲ့စိတ်ပုတ်မှုတွေကြားထဲမှာစူဆောင်းတတ်တဲ့လူငယ်တွေအနေနဲ့ပြည်သူတွေအနေနဲ့ဒီပြဿနာကိုခဏလေးစဉ်းစားပြီးငါတို့တွေဟာတကယ်ကိုလိုအပ်တာလားတကယ်ကိုလိုချင်တာလားဆိုတာကောင်းမွန်စွာဆုံးဖြတ်ပြီးတော့ပြဿနာပေါင်းများစွာကိုဖြေရှင်းတော့အောင်ဖြေရှင်းနိုင်မယ်လို့ကျွန်တော်လည်းအများကြီးမျှော်လင့်ပါတယ်အခုစီပြတဲ့ပြဿနာမှာလည်းကျွန်တော်ပြောခဲ့တဲ့လိုမျိုးပဲငါလိုအပ်တာလားငါဟာလိုချင်နေတာလားဒီတိုးလောင်ကုန်စီဟာတခြားတိုးလောင်ရတဲ့ကုန်စီမဟုတ်တဲ့အတွက်ဝယ်သူတွေဒါယုံနေလာမယ်ဆိုလို့ရှိရင်ငါတို့တွေရောင်းကုန်ဆိုတာဟာလည်းလိုနေပုံမှန်စီတိုင်းဖြစ်လာမယ်ဆိုတာတွေးရင်ကဏ္ဍပေါင်းများစွာကနေပါဝင်ပြီးဖြည့်ရှင်းနိုင်လိမ့်မယ်ကျွန်တော်ပြောနေပါတယ်အခုကျွန်တော်ဟာ73စီပြတ်တောက်မှုကြားထဲမှာကျွန်တော်ဟန်နဲ့ပါဝင်ရက်တီပြီးကူညီဖြည့်ရှင်းနိုင်ခဲ့တယ်လို့ကျွန်တော်ပတ်ဝန်းကျင်ကလူတွေကိုလည်းကျွန်တော်တလိုင်းတလောက်ကျွန်တော်ညံပြီးတလောင်နီလန်းနဲ့နီလန်ပေးခဲ့ပြီးမဲ့တခြားသောပြည်သူတွေဟာလည်းဒီ73ချက်ပါမှုပြဿနာမှာကိုဟာတာမန်လူတွေလိုမျိုးပဲစီတန်းနဲ့သူများကိုအပြစ်တင်တဲ့ပြည်သူတွေမှာပါဝင်ခဲ့သလားကိုဟာနိုင်ရတာဝန်ကနေဘယ်လိုမျိုးပါဝင်ဖြည့်ရှင်းပေးခဲ့တယ်လဲဆိုတာကျွန်တော်တို့အများကြီးတညာလေးနဲ့ဆွေးနွေးကြပါအောင်လို့အားလုံးရဲ့အကြံကိုလည်းကျွန်တော်ကထပ်တူပြန်လဲပြီးတော့မျှဝေဖို့လည်းမျှော်လင့်ပါတယ်